မပန်းမေသူယုံကမိသားစုရဲ့အတွက်ခုခံနေတိုင်းပဲခါတိမှုတွေဖြတ်တန်းခဲ့ပြီမဲလေအသွင်ပြောင်းလဲခဲ့ပြီချိုးမြင်ခြင်းအဖြစ်နဲ့လောကရဲ့လေမှာနှုတ်ကပတ်တရားတော်နေတာအစင်ဆုံးမပေးပြလမ်းပြနေတိုင်းပဲနေရတဲ့တွေ့တဲ့ပြန်တန်းတစီခဲ့ပြီဒီကျေးဇူးတရားတွေတကယ်ကိုကြီးမားနေအားငယ်တဲ့ချိန်ဖေဟာအားမေအမြဲပဲနားလေမှုတွေပျော်ဝင်စီစဉ်စေအနိုင်မေ့တဲ့မြတ်တာလောကကြီးရဲ့လေမှာတောက်ပါဂျေဇုတင်နေအဖေရဲ့ဂျေဇုတင်နေအလုံးသားတွေနဲ့ရှိုင်းရှိုင်းနေပါဂျေဇုတင်နေရှိစလာမေအဖေရဲ့ဘဝမှာတရားရှိရဲ့ကောင်းကြီးတွေအစင်အမြဲတော်လောင်းပေးပါစေ ဘဝရဲ့လိုက်တင်ကြမမပန်းပေသူ